လုံးမဲမင်္ဂလာပါဒါလေးကတော့ညောင်ချင်ဘူးတုပ်လေးပါထက်ဒါလေးကိုတိတ်ပြီးတော့မစားဖြစ်ဘူးပေါ့နော်အခုကတော့အမေရှိနေတဲ့အချိန်မလို့အမေကကိုရွက်တွေစကုတ်ကိုတို့ဒီလိုမျိုးမက်စလီဖူးတို့ဒီလိုမျိုးအတုပ်ကလေးတွေအမေကအရန်တုပ်ကောင်းနေအဲ့တော့အခုဒီမှာနေလဲစားကိုတုပ်စားတဲ့ဟာလေးကိုစားတဲ့သူတွေလည်းပေါ့နော်ဟင်းနေစဉ်းစားရခက်နေလို့ရှိရင်ဟင်းအမယ်တစ်ခုရအောင်လို့အခုဒါလေးကိုပြောပြပေးတာပါထပ်တို့ဒီနေ့ငနုတန်းဟင်းလေးချက်တယ်ချင်းဆက်လေးပေါ့နော်ငနုတန်းကိုလည်းချင်းဆက်လေးချက်တယ်ပြီးတော့ဒီညောင်ချင်ဘူးတုပ်လေးနဲ့စားမယ်ပေါ့နော်ညောင်ချင်ဘူးတုပ်ကိုထပ်တို့ဒီဈေးတွေကနေရလာတဲ့ညောင်ချင်ဘူးတုပ်ကိုထပ်တို့ပြန်ပြီးတော့ပြုတ်လိုက်တယ်ပေါ့နော်ကြက်သွားအောင်လို့ပြုတ်ပြီးသွားတဲ့အခါကျလို့ရှိရင်ထပ်တို့ပပလေးလှီးတယ်ပါဝင်တဲ့ပစ္စည်းတွေကတော့ဒါစီချက်တို့เนาะကြက်သွန်ကြောတို့ဘာတို့နှမ်းတို့ထပ်ထည့်လို့ရတယ်ပေါ့เนาะဒါတွေကတော့မထည့်ရသေးဘူးပေါ့เนาะဒါအခုကတုတ်နေနဲ့ဒါရာသီစားလေးပေါ့เนาะကြည့်ရသူတွေလည်းစားလို့ရအောင်တုတ်စားခြင်းတုတ်စားလို့ရအောင်ဈေးမှာတွေ့ဝယ်ပြီးတော့တုတ်စားလို့ရအောင်ဆိုပြီးတင်ပေးလိုက်တာပါအဲ့တော့ဒီထဲမှာတူနီပပလေးလှီးတယ်မြေပဲဆန်လေးကိုမြေပဲလော်ပေါ့เนาะမြေပဲလော်ထောင်းထည့်တယ်ပြီးတဲ့အခါကျလို့ရှိရင်ငရုတ်သီးစိမ့်ကြိုက်တဲ့သူကတော့အခုလိုလေးပပလေးလှီးပြီးထည့်လို့ရတယ်မကြိုက်တဲ့သူကတော့မထည့်နဲ့ပေါ့เนาะအဲ့တော့ဒါလေးကလည်းဒီလိုရာသီဥတုပူနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီလိုချိန်ငန်းဆက်အတုပ်ကလေးတွေကထမင်းစားလို့မိန်နေပေါ့နော်အဲ့တော့အားလုံးပဲတုပ်စားလို့ရအောင်လို့ဒီဟာလေးကိုပြပေးလိုက်ပါတယ်ခဏနေစီချက်လေးထည့်ပြီးတော့ကြက်သွန်ကြော်လေးနှမ်းလေးပေါ့နော်ထည့်လိုက်ပြီးစားအချုံမုံလေးနဲ့နယ်လိုက်တယ်ဆိုလို့ရှိရင်အရသာအရန်ရှိပြီးတော့ရာသီဥတုနဲ့ကိုက်ညီတဲ့ညောင်ချင်မှုတုပ်လေးရပါပြီထမင်းစားတဲ့အခါမှာရွေးနွေးလေးနဲ့တွဲဖက်ပြီးတော့မှစားလိုက်တယ်ဆိုလို့ရှိရင်တော့အရန်ကိုရတာကောင်းမယ်ဟင်းတစ်ခွက်ကလေးရရှိမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်စားကောင်းကြပါစေရှင်